မော်နီပါဆက်တလာပါနောက်ခါနေစားပြီးတော့မနေ့ကလည်းထရှောက်ခဲ့တာပါဆိုအခုဆိုရင်နောက်လပိုင်းနဲ့ရောက်ပြီဖြစ်ပါတယ်ဒါပေမဲ့ဒီချီကလုံးများတော့သူ့ပုံစံအတိုင်းအင်းရဲ့စိတ်ဖြစ်ပါတယ်ရှင်ကဲတော့ကြမယ်ကဲဒါကတော့ကလုံးရဲ့အထင်ကရနေရတစ်ခုလေးဖြစ်တဲ့ယထာဘူတာဖြစ်ပါတယ်ဒါကတော့ကလုံးရဲ့ပန်းချက်ဖြစ်ပါတယ်ခါတဲ့ဒီပန်းချက်ထက်လမ်းရှောင်နေကြပေါ့အခုကတော့ပန်းချက်အစိုးရမဖွင့်တော့ဈေးတော့ပတ်ပါမယ်ဒါကတော့ပြီးခဲ့တဲ့စနေတနင်္ဂနွေကကလုံးက Ultra Trail Run ပြိုင်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်ရှင်ဒီနေရာလေးကတော့ကလုံးရဲ့ဒီပေါင်း100ကျော်ဖြစ်တဲ့စာပိုးတိုက်အရင်ကစားပိုးတဲ့နေရာဖြစ်ပါတယ်ကလုံးမြို့ထဲကိုရောက်ပါပြီဈေးထဲသွားပါမယ်အစားတကူသွားစားပါမယ်ရှင်မြို့မှာဈေးထဲတော့ရောက်လာပါပြီအစောကြီးဆိုတော့ဈေးထဲလည်းမစုံသေးပါဘူးကဲဈေးထဲတွေကလည်းဈေးခင်းနေရတဲ့အလုပ်ရှုပ်နေပါတယ်အစားတောက်တိုင်းကိုတော့ပါမယ်စားတော့တဲ့ရောက်မှပြီတချို့ဆိုင်လေးတွေကအစစ်အစစ်ဖြစ်သေးကြတယ်မြို့ဈေးထဲကိုနောက်တစ်ခါထပ်ပတ်လိုက်ပါတယ်ဒါကတော့ကလုံးမျိုးဝစီဖြစ်ပါတယ်ကဲသူကနေ့ပဲစားခဲ့လိုက်ပါတယ်ရှင်စားပြီးတော့ပါပြီစားပြီးပြီဆိုတော့ကဲပြန်မယ်ပေါ့နော်9နာရီလေးထိုးပြီဆိုတော့ကဲဒါအထက်ဖြစ်ပါတယ်ပြီးဘာလို့သွားရမလဲဆိုတော့ခောက်ပုတ်ဝယ်ပြီးပြန်ပါမယ်